မင်္ဂလာပါရှင်။ online ငွေလိမ်ကိုင်းတွေလို့ခေါ်ကြတဲ့ကြားဖြန့်တွေအကြောင်းပြောရင်ကျမတို့ဟာကွန်ပျူတာတစ်လုံးဖုန်းတစ်လုံးနဲ့စာပို့လိမ်ကြတာတော့ပဲပြင်းမြင်မိတတ်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့သူတို့ရဲ့လှည့်ကွက်တွေကကျမတို့ထင်ထားတာထက်အများကြီးပိုပြီးနှက်ဆိုင်ခင်မိနေပါပြီ။ကမ္ဘောဒီးယားနိုင်ငံကစွန့်ပစ်ထားတဲ့အဆောက်အအုံတစ်ခုမှာတွေ့လိုက်ရတဲ့မြင်ကွင်းကတော့ကမ္ဘာနိုင်ငံအသီးသီးကရဲတပ်ဖွဲ့တွေကိုတောင်အံ့အားသင့်သွားစေခဲ့ပါတယ်။အဲ့ဒီစွန့်ပစ်အဆောက်အုံထဲမှာတွေ့ရတာကတော့ရုပ်ရှင်ရိုက်ကွင်းတစ်ခုလိုပါပဲ။ဒါပေမဲ့ဒါဟာရုပ်ရှင်ရိုက်ဖို့မဟုတ်ပါဘူး။အထဲမှာစင်ကာပူနိုင်ငံရဲတပ်ဖွဲ့ရဲ့ရုံးခန်းပုံစံတူအခန်းတစ်ခုကိုတည်သက်စွာတည်ဆောက်ထားတာကိုတွေ့ရပါတယ်။ဒါနဲ့မကပါဘူး။တရုတ်၊ဩစတြေးလျ၊အိန္ဒိယ၊အင်ဒိုနီးရှား၊ဗီယက်နမ်နဲ့ဘရာဇီးစတဲ့နိုင်ငံကြီးတွေရဲ့ရဲစခန်းနောက်ခံ background တွေရဲတစိတ်တွေနဲ့နိုင်ငံအလိုက်ကွဲပြားတဲ့ရဲယူနီဖောင်းတွေကိုပါအစုံအလင်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ဒီအချက်ကဘာကိုပြနေတယ်လဲဆိုရင်ကြားဖြန့်ကိုင်းတွေဟာတားကောင်တွေကိုဗီဒီယိုကောခေါ်ပြီးလိမ်လည်တဲ့နီလန်းကိုအသုံးပြုနေကြတာပါ။ဥပမာခမားစီကိုစင်ကာပူရဲရာရှိတယောက်ကဗီဒီယိုကောခေါ်လာမယ်။နောက်ခံမှာလည်းစင်ကာပူရဲစခန်းမြင်ကွင်းနဲ့သူကိုယ်တိုင်ကလည်းယူနီဖောင်းအပြည့်နဲ့ဆိုရင်ခမားယုံသွားနိုင်ပါတယ်။ခမားငွေကြေးခဝါချမှုမှာပါဝင်ပတ်သက်နေတယ်စစ်ဆေးမင်းမြတ်မို့လိုတယ်ဆိုပြီးချင်းချောက်ငွေတောင်းခံတဲ့အခါဒီလိုရုံးခန်းအတူတွေကတားကောင်ကိုကြောက်လန့်ပြီးယုံကြည်သွားစေဖို့အဓိကလက်နက်တွေဖြစ်လာပါတယ်။ဒါဟာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေရဲ့ကြောက်စရာကောင်းတဲ့အစစ်မြစ်တင်မှုပါပဲ။သူတို့ဟာဘာသာစကားမျိုးစုံနိုင်ငံမျိုးစုံကိုပြစ်မှတ်ထားပြီးတော့နိုင်ငံတကာအဆင့်လဲပတ်နေကြတယ်ဆိုတာဒီတက်သေးကံပစ္စည်းတွေကမိမောင်းထိုးပြနေပါတယ်။ဒါကြောင့်မိဘပြည်သူတွေအနေနဲ့ရဲအရာရှိသို့မဟုတ်အစိုးရအရာရှိတဦးဦးကဗီဒီယိုကောခေါ်ပြီးငွေရေးကြေးရေးကိစ္စပြောဆိုလာခဲ့ရင်နောက်ခံမြင်ကွင်းတွေယူနီဖောင်းတွေဘလောက်ပဲပြပြရရတူနေပါစေလုံးဝမယုံကြည်ကြဖို့နဲ့ငွေလွှဲပြောင်းမှုမလုပ်ကြဖို့သတိပေးတင်ဆက်လိုက်ရပါတယ်ရှင်။ हाँ सर Where are you? my camera is not working properly sir Move your camera a bit down. കൊടുക്കട്ടെ yes what do you do ദൈവമേ മൂർഖനെയാണല്ലോ ചവിട്ടിയത് नमस्कार नमस्कार ये छोड़ दो भाई ये काम छोड़ दो आपको अच्छी तरह से नहीं चलेगा समझा आपका लोकेशन मुझे मिला है आपका एड्रेस मुझे मिला है सब कुछ मुझे मिला है ये साइबर सेल है भाई क्या देखो ये साइबर सेल है ഭയങ്കര തമാശ ആള് മാറിപ്പോയി